What? ဒီသားမထားဘူးဆိုတာအရာကွာကြာဒါတော့အရင်ချစ်ဖို့ကောင်းပြီးတော့အရင်စိတ်ဝိတ်နူးပြန်တဲ့ကောင်မလေးကိဆိုရင်လုံးဝမဆဲတဲ့ကောင်မလေးလုံးဝမလောင်တဲ့ကောင်မအရင်ချစ်ဖို့ကောင်းတဲ့ကောင်မလေးဒီသားမထားရသေးရတာနည်းနည်း Stop it. Get some help. နောက်နှစ်တော့ထားမယ်ဒီနေ့တော့ဒီသားမထားနောက်နှစ်ထားနောက်နှစ်ကျရင်တကယ်ကိုရဲ့ right person ကလေးကိုရှာတွေ့နိုင်ပါပါနောက်နှစ်နောက်နှစ်ထားမှာအဲ့ချိန်က official တွဲမှာရေးသားကို Meanwhile နောက်နှစ်ပါရေးသားမရတော့ဒုက္ခနောက် official တွဲမှာဆို